ဒီနေ့တော့တင်ချာကိန်းကနန်းရဲ့နောက်ွယ်ကလူဝက်ချက်လေးတွေကိုအတူတူဖော်ထုတ်ကြည့်ကြရအောင်ကိန်းကနန်းနေဆိုတာစာရွက်ပေါ်ကရိုးရှင်းတဲ့သင်္ကေတလေးတွေတတ်မဟုတ်ဘူးလေသူတို့စီမှာအယံကိုလာပါပြီးတေးသက်တဲ့လူဝက်စီမင်းလေးတွေရှိနေလေရှရမဒန်ရွက်မှာစပြီးလီလိုက်ရမယ်ဒီအခြေခံသဘောတရားတွေကတင်ချာပါတဲ့ရက်တစ်ခုလုံးကိုနားလေဖို့အတွက်တကယ်ကိုအရေးကြီးပါတယ်စိတ်ဝင်စားစရာကောင်းတဲ့တင်ချာကဘာလေးတွေကိုထွားကြည့်ကြမလားဒီနေ့အတွက်လေးလာမယ့်အစီအစဉ်လေးတွေကိုအမြန်ပြောပြမယ်နော်ကိန်းကနန်းတွေကိုစပြီးမိစေမယ်ပြီးရင်ပေါင်းချင်းဆိုင်ရာဂုဏ်တက်တီတွေမြောက်ချင်းစီမင်းတွေဖြန့်ဝေဂုဏ်တက်တီဆိုတာပါလဲဆိုတာတွေကိုကြည့်မယ်နောက်ဆုံးမှာတော့စိတ်တွက်တင်ချအနုပညာဆိုတဲ့အမိုက်စအပိုင်းလေးကိုရောက်သွားမယ်အခြေခံနေစပြီးစိတ်တွက်ပု္ပ္ပစာတွေကိုတတ်လက်တနန်းတဲ့အထိလေ့လာသွားကြမယ်အဖိုင်းတေကိန်းကနန်းများကိုမိတ်ဆက်ခြင်းကဲကျွန်တော်တို့ရဲ့အသင်ရှာကိလျာပုံလေးထက်ကအစောဆုံးနဲ့အခြေခံအကြားဆုံးအစိပ်ပိုင်းလေးတွေနဲ့ဆက်လိုက်အောင်ပထမဆုံးအနေနဲ့တဘာဝကိန်းတွေအင်္ဂလိပ်လိုဆို natural numbers တွေနဲ့စမယ်တဘာဝကိန်းတွေဆိုတာတခြားမဟုတ်ဘူးလက်တွေ့ကဘာမှရှိတဲ့အရာဝတ္ထုတွေကိုရေတွက်တဲ့နေရာမှာသုံးတဲ့အခြေခံကိန်းတွေပဲကိန်းကနန်းတကနေစတင်တယ်လေပန်းတီတစ်လုံးသုံးကိန်းချင်းနေအောင်စသဖြင့်ရေတွက်တဲ့ကသုံးတဲ့ကနန်းတွေပေါ့ဒီပုံလေးကိုကြည့်လိုက်ရင်ကိန်းမြင်းပေါ်မှာညာဘက်ကိုအဆုံးစားမရှိဆက်သွားနေတာကိုရှင်းရှင်းလင်းလင်းတွေ့ရမယ်အမတ်တကနေစပြီး1 3 4ဆိုပြီးအစင်းလိုက်တန်းစီပြီးသွားနေတာလေဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့ဗဟေလီတစ်ခုပေါ်လာပြီတကယ်လို့ဘာမှမရှိတဲ့လွတ်နေတဲ့နေရာတစ်ခုဒါမှမဟုတ်ခိုင်းကနန်းတက်မတိုင်ခင်စတင်ရမယ်အမှတ်တစ်ခုကိုပြခြင်းဘယ်လိုလုပ်ကြမလဲစဉ်းစားကြည့်နော်ပန်းတီပလုံးမမရှိဘူးဆိုတာကိုဘယ်လိုရေးပြမလဲအဲ့ဒီနေရာမှာနဲ့မော်ဆန်လုံးရဲ့ကိန်းကနန်းလေးထည့်တဲ့သူညဟာကျွန်တော်တို့ရဲ့ကိရိယာပုံလေးတွေကိုရောက်လာပါတော့တယ်သူညကိုပါထည့်သွင်းလိုက်တဲ့အခါဒီကိန်းစုကြီးကိုအပြည့်ကိန်းများသို့မဟုတ် whole numbers လို့ခေါ်လိုက်ပါတယ်အခုဆိုရင်သူညကနေစပြီးပိုင်ပိုင်နိုင်နိုင်ရည်သွတ်နိုင်သွားပြီပေါ့အပိုင်းနဲ့ပေါင်းချင်းဆိုင်ရာကွန်တက်တီမြောက်ကိုရှာဖွေခြင်းကဲဒီကိန်းကနန်းတွေကိုအချင်းချင်းပေါင်းဆက်လိုက်တဲ့အခါဘလို့ US စီမင်းနဲ့အလူလူချတယ်လဲဆိုတာစစ်ချအောင်ဒီမှာအဓိကမှတ်ထားရမယ့်အချက်ကတော့ပေါင်းချင်းဆိုင်ရာဖတ်လည်ရာကွန်တက်တီပဲအင်္ဂလိပ်လို commutative property လို့ခေါ်တယ်လဲလေးရဲ့ကိန်းတစ်ခုကိုပေါင်းတဲ့အခါရှေ့နောက်အစီအစဉ်ပြောင်းပြီးပေါင်းလိုက်ပေမဲ့ရလဒ်ကတော့လုံးဝမပြောင်းလဲဘူးဆိုတာကိုပြတာဥပမာရှေ့ကထားနောက်ကထားအဖြေကအတူတူပဲကိန်းမင်းပေါ်ကခုံးထွားပုံစံလေးတွေကိုကြည့်ရင်ပိုရှင်းသွားမယ်20နေရာအထိအရင်ခုံပြီးမှ35နေရာကိုဆက်ခုံတာရဲ့35နေရာအထိအရင်ခုံပြီးမှ20နေရာကိုဆက်ခုံတာရဲ့ကအတိအကျတူညီတယ်55ဆိုတဲ့အမှတ်ကိုပဲရောက်သွားစေတယ်ဆိုတာတွေ့ရမယ်ဒါဟာဖလဲရကုန်တတိရဲ့အကောင်းဆုံးတတိကြချက်ပဲလေတင်ချာကိရိယာပုံတွေကိုနောက်ထပ်ထည့်ရမယ့်ຢာတွေကတော့ထပ်တုကွန်တတီနဲ့ဖက်ဆက်ရကွန်တတီတွေပါပထမတစ်ခုကသူညနဲ့ဘေကင်းကိုပေါ်ပေါင်းမူလကိန်းပဲပြန်ရရဲဆိုတဲ့ထပ်တုကွန်တတီပါဒုတိယတစ်ခုကတော့ကိန်းသုံးခုပေါင်းတဲ့အခါကွင်းခတ်တဲ့နေရာကိုဘလို့ပဲပြောင်းခတ်နောက်ဆုံးရလက်ကတော့အတူတူပဲဆိုတာကိုပြတဲ့ဖက်ဆက်ရကွန်တတီပဲဖြစ်ပါတယ်တကယ်ကိုသုံးဝင်နေနော်အဖိုင်းသုံးမြောက်ချင်းစီးမင်းများအခုပေါင်းချက်ကနေတဆင့်တက်ပြီးမြောက်ချင်းစီးမင်းတွေပဲအခုလှည့်ကြည့်အောင်ပေါင်းချင်းမှာလိုပဲမြောက်ချင်းမှာလည်းသူကိုယ်ပိုင်စီးမင်းလေးတွေအပြိုင်ရှိတယ်ဖက်လက်ရထတ်တူနဲ့ဖက်ဆက်ရကွန်တတီတွေပါပဲဒါပေမဲ့တခြားတတိထားကြည့်ရမယ့်အချက်ကတော့မြောင်းချင်းမှာထတ်တူကြားစေတဲ့ကင်းကတုံးညမော်တို့တက်ဖက်သွားတယ်ဘဲကင်းကိုမဆိုတိနဲ့မြောင်းရင်မူလာကင်းပဲပြန်ရတယ်လေဒီအချင်းချုပ်ဇာကွက်လေးကတော့အခုပြောခဲ့တဲ့စီမင်း၃ခုကိုအရန်လာပတေးသက်စွာစုစည်းပေးထားပါတယ်တင်ချာပေါ်စာလေးတွက်ချက်တဲ့အခါကို့ဘေးနားမှာအမြဲတမ်းအသင့်ရှိနေတဲ့မှတ်စုလေးတစ်ခုလိုတောင်ပြောလို့ရတယ်အဖိုင်းလေးဖြန့်ဝေရကုန်တတ်တီကဲအခုလေ့လာမယ်နောက်ထပ်ကိရိယာတစ်ခုကြောင့်စဉ်းစားကြည့်မယ်ဆိုရင်တကယ်ကိုစိတ်ဝင်စားစရာကောင်းတာတွေ့ရမယ်ပေါင်းချင်းနဲ့မြောက်ချင်းနှစ်ခုစလုံးကိုစွမ်းအားကြီးမားတဲ့လှုပ်ဆောင်ချက်တစ်ခုတည်းအဖြစ်ဘလို့ပေါင်းဆက်လိုက်တယ်လဲဆိုတာပဲဒီစရာကွက်ပုံစံလေးတွေကိုရှင်းကြည့်လိုက်တင်းငယ်တဲ့အကွက်လေးတွေကို3ဝမြောက်4တအုပ်စုနဲ့3ဝမြောက်2တအုပ်စုတီးခြားစီခွဲပြီးရေးတွက်တာဟာအဲ့ဒီအုပ်စုနှစ်ခုကိုပေါင်းဆက်လိုက်တဲ့3ဝမြောက်6အကွက်ကြီးကိုရေးတွက်တာနဲ့အတိအကျတူညီတဲ့ဆိုတာကိုအားလုံးမြဝထင်ထင်မြင်တွေ့ရမှာပါအခုလိုမြက်လဲလာချက်လေးကဖြန့်ဝေရကုန်တက်တီကိုပြေဝတက်တီပြနေတာပါကွင်းထဲမှာပေါင်ထားတဲ့ကိန်းကနန်းတွေအပေါ်ကိုအပြင်ကမြောက်မဲ့ကိန်းကိုဘလို့ခွဲဝေပြီးမြောက်ပေးလို့ရတယ်လဲဆိုတာကိုဒီစီမင်းကပြသပေးတာလေဒါတကယ်ကိုအထုံးဝင်တဲ့ master ကရိယာကြီးတစ်ခုပဲအဖိုင်းကစိတ်တွက်တင်ချအမှုပညာဒီလိုအစွမ်းထက်တဲ့ကိရိယာကြီးကိုရပြီဆိုတော့ကြီးမားပြီးတွဲရခက်မဲ့ပု္ပ္ပစာရီကိုစာရွက်ခဲတာမလို့ပဲစိတ်ထဲမှာချင်းဘယ်လိုအလွယ်တကူတွက်ချက်နိုင်မလဲဆိုတာလီလာကြည့်ကြရအောင်ဒီထူးခြားတဲ့အများပုံစံလေးကိုတွေ့တယ်မလား
ခုနှစ်အမြောက်83လိုမျိုးခေါင်းချစရာပုံစံတစ်ခုကိုလွယ်လွယ်ကူကူတွက်လို့ရအောင်83ကို83ဆိုပြီးတွက်ရလွယ်တဲ့အပိုင်းလေးတွေအထိပါနစွာခွဲထုတ်လိုက်တာကိုမြင်တွေ့ရမယ် အစင်းလေးလေးကိုရှင်းရှင်းလင်းလင်းလိုက်ကြည့်မယ်ဆိုရင်ခုနှစ်ကို80စီကို3စီပါဖြန့်ဝေပေးလိုက်တယ်အဲ့ဒီတော့ခက်ခဲတဲ့အမြောက်ပု္ပ္ပစာကြီးဟာအလွန်မြန်ဆန်တဲ့အပေါင်းပု္ပ္ပစာလေးအဖြစ်ကိုဘယ်လိုဖြောင်းလဲသွားလဲဆိုတာကိုလွယ်လွယ်လေးနားလည်သွားမှာပါ960နဲ့27ကိုပေါင်းရုံနဲ့987ဆိုတဲ့အဖြစ်ကိုချက်ချင်းရပြီလေ ဒီနည်းဗျူဟာကိုပဲတရားတတိအမြောက်35အတွက်လဲသုံးနိုင်ပါတယ်တရားတတိကိုတရားနဲ့1အဖြစ်ခွဲထုတ်လိုက်တာနဲ့3500အပေါင်း35ဆိုတဲ့ပုံစံဖြစ်သွားပြီး3535ဆိုတဲ့အဖြစ်ကိုချက်ချင်းသိရှိနိုင်မှာဖြစ်ပါတယ်တကယ်ကိုမြန်ဆန်လွယ်ကူတဲ့နည်းလမ်းပဲမဟုတ်လား အခုဆိုရင်အမခန်တင်ချဂုံတတိဒီကိုလက်ဝဲပိုင်ဆိုင်သွားပြီဖြစ်ပါတယ်ဒီတင်ချလျဝစီမင်းဒီကိုတုံးဒီနေစေဘွားမှာတွေးကြုံရမယ့်တွက်ချက်မှုတွေကိုလွယ်ကူကူဘလို့ဖြစ်ရှင်းနိုင်မလဲဒါမှမဟုတ်ဘလို့ပို့စာအတ္တဒီကိုတောင်ကိုယ်တိုင်ဖန်တီးနိုင်မလဲဆိုတာတွေးကြည့်ရတာဟာတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းလာပါတယ်ကဲဒီတင်ချကိရိယာလေးတွေကိုထုံးပြီးဘလို့အမိုက်စားပု္ပ္ပစာတွေကိုဆက်ပြီးအဖြေရှာကြမလဲဆက်လက်ပြီးလို့လဲတင်ချရဲ့စိတ်ဝင်စားစရာကဘာကြီးထဲမှာပျော်ရွှင်စွာဆက်လက်စူးစမ်းနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်